ရေဘွန်းတကာဦးထုံးကမန္တလေးမြို့မှာသူကဘာသာကြားပုဂ္ဂိုလ်တူဖြစ်ပါတယ်12နှစ်သမီးကလေးအင်မတန်လေးမာတဲ့သမီးကလေးဖျားနာပြီးတော့တည်ဆုံးသွားပါတယ်တလားလောက်ကြာတဲ့ခါကျတော့အိမ်မက်ပေးမိုးလင်းခါနေပြီဆိုရင်သမီးကအိမ်မက်ပေးတယ်အိမ်မက်ပေးတာသမီးကကိုယ်ထက်ပိုင်းကိုဖော်ပြီးတော့အဝတ်စားတွေမပါဘူးပိန်ချုံပြီးတော့နော်အဲ့တော့အာမရှိတဲ့နော်စကားတန်လေးနဲ့ပပသမီးတိတ်ဆာတယ်ပပသမီးဘာမှမစားရဘူးသမီးတိတ်ဆာတယ်ပပလို့ပြောတော့အဲ့တနင်္ဟုတ်ကိုတင်တော့မိတိုင်းလာပြောနေတဲ့ခါကျတော့အဲ့တော့ဦးထုံးကသူတို့ရဲ့တရားဟောဆရာမှာသွားပြီးတော့တိုင်ပင်တယ်အဲ့တော့ကျွန်တော်တော့ဒီလိုပဲသမီးနော်တော့အိမ်မက်မက်နေတယ်အဲ့တော့သမီးကအင်မတန်ဆင်းဒုက္ခရောက်နေပုံရတယ်ကျွန်တော်မလုပ်ရမှာလေဟာမင်းကနော်ဒီလိုအိမ်မက်တယ်ဆိုတဲ့ဟာကဒါထမင်းလုံးတစ်စီ6တဲ့အိမ်မက်တွေပါတဲ့မင်းရသမီးအဖျားတခင်အခြေချင်းမှာအေးချမ်းချမ်းတာတော့သူကအိတ်ဆက်နေတာပါတဲ့ဒါဖျားတခင်အဆုံးချပေးတဲ့ခါကျရင်တော့ကောင်းကျင်ပုံတက်မှာပေါ့ဘာမှတင်မပူနဲ့ဒါတော့ဦးထွန်းကတော့သူကတော့မအေးနိုင်ဘူးပေါ့ဗျာဒါလိုပြောပေမဲ့သမီးကလာပြီးတော့အိမ်မက်ပေးနေတော့ကဲငါသမီးစားအောင်ငါတခါတည်းနော်မစားသူမအိတ်ခင်လေးမှာသမင်းစားကမှစားတော့စရာတွေပြင်ထားတော့ကဲငါသမီးဒီညဒီတာတွေစားပါအဲ့တော့သမီးကအိမ်မက်ပေးတယ်တဲ့မိုးလင်းကမီပပကျွေးရသမီးစားလို့မရပါဘူးတဲ့အဲ့တော့ကို့မှာစားနိုင်တဲ့ကုသိုလ်ကံမရှိရင်စားလို့မရပါနော်စားလို့မရမှာပိတ်တာတွေအတူဒီဟိုအတူရကယ်တွေအင်မလန်ကြီးတဲ့ပိတ်တာတွေသူတို့ကနော်တကဘာလုံးနေမှရီမတော့ရဆိုတဲ့ပုံကိုယ်တွေပင်နေတဲ့ဆင်းလိုက်ရီခမ်းတာပဲမြစ်တဲ့ဆင်းရီခမ်းတာပဲနော်အဲ့တော့ဒီမုတ်ဆိုးတယောက်ကလည်းသူကဟိုးတောထဲမှာမုတ်ဆိုးတွေလိုက်တာနှစ်ပတ်များလာတဲ့အခါရီငတ်လို့တနည်းကြတော့ကျောင်းတင်ကန်းတစ်ခုမှာဟာရီအိုးပေးတယ်ဝုံမြောက်ဝန်းတာဖွေးပြီးတော့ရီခတ်လို့လို့တော့ရီတစ်စက်မှမရှိအဲ့သူကပြစ်တင်နေဟာဒီကျောင်းမှာနေတဲ့ယဟန်ဒီအင်နံပြင်းလိုက်တာရီတောက်ရီတော့မထည့်ဘူးဆိုတော့အဲ့တော့ယဟန်ကခက်လာတယ်ဟဲ့တကစိုးရပဲဘုန်းကြီးရီဖြစ်ထားတာဘာဖြစ်လို့ရီမရှိရမှာလဲကဲဘုန်းကြီးဖိကြည့်မယ်ဆိုတော့ရီရရှိနေတာကဲဟောရမကြီးရော့အဲ့တော့ပေးလိုက်တဲ့အခါသူ့ပေးလိုက်တဲ့ရီရခန်းသွားတာဒါကြောင့်ကိုယ်စီမှာနော်အကုသိုလ်တွေချီရပြီးကုသိုလ်တွေမရှိရဲ့ရေပေးနေကြီးတောက်လို့မရပါဘူးနော်ကောင်းကအစာကျွေးနေစားလို့မရပါအဲ့ဒီတော့ဦးထွန်းကအခက်တွေ့နေတဲ့အခါမြန်မာမိတ်ဆွေကြောင့်နဲ့ပြောမိတဲ့အခါဟာတငယ်ချင်းတွတ်လွယ်တယ်ဒုဗုဒ္ဓဘာသာမှာကဲတငယ်ချင်းလူ9ယောက်နော်ထမင်းမကျွေးနိုင်ဘူးလားဟာအဲ့တော့ငါကျွေးနိုင်ပါတယ်ကွာဒါလို့ဆိုရင်ခင်ဗျာချက်တာ9ယောက်စားမနေ့ဖန်ဘုန်းကြီး9ပါးကျုပ်ပြလာမယ်ခင်ဗျာစွန့်သွေးပြီးရင်သမီးအမျှဝေအဲ့တော့ခင်ဗျာရဲ့သမီးမုတ်ချအစာစားလိမ့်မယ်ကဲခင်ဗျာစမ်းကြည့်ဗျာဆိုကောင်းပြီဗျာစုပ်စမ်းမယ်ဆိုတာမနေ့ဖန်ဘုန်းကြီး9ပါးစွန့်လူတယ်အမျှဝေတယ်နော်အမျှဝေတဲ့ခါကျတော့နာမည်ခေါ်ပြီးတော့ကအမျှဝေပေးရတာပေါ့ကဲနော်အဖေပြုတ်လို့တဲ့ဒီဒါနကောင်းမှုအဖို့ပါကကိုသမီးမအရှာဘီအားအမျှပေးဝေပါတယ်သမီးတာဒုခေါ်ပါအဲ့ဒီနော်အဲ့ဒီညမိုးလင်းခါနေအိမ်မက်ပေးတော့တာပဲအဲ့တော့နော်သမီးကပြည့်ချုံစိုးနဲ့တုံးလို့ရှင်ရှင်နဲ့ပအင်မတန်စားကောင်းတဲ့အရာအစားအစာတွေသမီးစားရပါပြီတဲ့အင်မလန်ကျေးဇူးတင်ပါတယ်ဒါပေမဲ့သမီးမှာဝတ်စရာမရှိသေးပါဘူးပတဲ့ဒါကြောင့်သူကကိုတပိုင်းတော့ခေါ်ပြတာနော်အင်ကြီးဝတ်စားမရှိသေးဘူးအဲ့တော့ဥဖုံးကလည်းမိုးလင်းတော့တငယ်ချင်းစီတေးပြန်တော့ပေါ့တွေ့ငါဘယ်လိုလုပ်ရမှာလဲနော်သမီးကအစာတော့စားရပြီအဝတ်စားတော့မရှိအေးငါမိသွားလို့ပါလွယ်ကြတယ်တငယ်ချင်းရကဲမနေ့ဖန်ဘုန်းကြီး9ပါးဆွမ်းထတာထပ်တွေ့ခင်ဗျာ9ဦးစာတပင်းထပ်ချက်အဲ့တော့ဒီတစ်ခါကျတော့တင်နန်းတစုံမှာဝေလှူပါဆိုအဲ့တော့အဝတ်လှူမှအဝတ်ရတယ်နော်အစားဆိုတော့အစားစားရတယ်တူတဲ့ချိုးပေးတာကိုအဲ့တော့ဒီတစ်ခါကျတော့တင်နန်းလှူပြီးတော့သူအမျှဝေလိုက်တဲ့အခါအဲ့ဒီညမနေ့နော်သမီးအိမ်မက်ပြီးတော့နတ်ဝတ်တစားနဲ့အဲ့တော့ဒါအဘိဓမ္မာမှာကတင်လို့ကြီးရတဲ့ကုသိုလ်ကောင်းမှုရဲ့အဖို့ပါကအပြအကိုသာဓုခေါ်လိုက်နိုင်ရင်အဲ့ဒီကုသိုလ်ကံကအားကြီးတဲ့ကုသိုလ်ကံဥပဂါတကကံဖြစ်ပြီးတော့ကြည်တာဖြစ်အောင်အကျိုးပေးထားတဲ့အကုသိုလ်ကံကိုဖြတ်တာနော်ဖြတ်လိုက်တာနဲ့အဲ့ဒါအိတ်တာဘဝကနေစုတည်တယ်တည်တယ်နတ်သမီးချက်ချင်းဖြစ်သွားတာဒါဘဝတစ်ပဲနော်ဘဝပြည့်ရောက်သွားတာလေဒါ
ဒီဒါနကုသိုလ်ကောင်းမှုတွေကအဲ့ဒါလို့နော်ဒီအမျှဝေလို့သာဓုခေါ်နိုင်တဲ့အင်မတန်အကျိုးကြီးတယ်ကဲသာဓုခေါ်နိုင်တဲ့အကျိုးကျေးဇူးနောက်တစ်ခုကတော့အရှင်မမောက္ကလန်ရဲ့ကိုယ်တွေ့ဖြစ်ရသည်ပါရှင်မမောက္ကလန်ကသူကိုဣတရေရှင်ဖြစ်တဲ့အတွက်နတ်ပြည်ကလည်းခဏခဏတက်ဟိုးအပေပုံလည်းခဏခဏဆင်းဘာသာလေတလေဆိုအင်တာဗျူးကလို့တာနော်အဲ့တော့အင်တာဗျူးကလို့တာအဲ့တော့ဒီလိုနတ်စည်းစိမ်တွေချမ်းသာတာခံစားရတာဘာကောင်းမှုကြောင့်လဲအပေဆွလဲခံရတာဘာနော်ဘာမကောင်းမှုကြောင့်လဲဒါရီမီးကလူဒီမှာပြန်ပြီးတော့သူဟောတဲ့ကလူတွေကတန်ကိုင်းအကျိုးကိုတိတ်ယုံကြည်လာကြတာအဲ့တော့ဖယားမှလည်းလက်လာပါတွေပေါ်တာပေါ့တစ်ချိန်မှာတိုင်ပင်သာရောက်တော့အင်မတန်လှတဲ့ဗိမာန်တစ်ကြီးကိုတွေ့တဲ့ကဟာရှေ့ခောက်တည်းတော့မမြင်ဘူးဒီဗိမာန်ငါဝင်မေးအောင်ပါပဲဆိုတော့ဗိမာန်ရှေ့ရောက်လာတော့နတ်ကနီးကထပ်ပြီးတော့ဥတိုက်ပါတယ်ဟဲ့နင်ပါကောင်းမှုလုပ်လို့ဒီလောက်ကြီးကျယ်တဲ့ဗိမာန်ရကြတယ်မှန်လားပါဗျာလူကြီးမှာနော်အဲ့တော့လူကြီးမှာနော်ဝိတာခအကြောင်းမှကြီးပုပ္ဖာယုံကြောင်းကိုမြတ်စွာဘုရားလှူဒန်းပြီးတော့မျှဝေတဲ့အခါမှာဝမ်းမြောက်ဝမ်းသာသာဓုခေါ်လိုက်တဲ့ကောင်းမှုကြောင့်ပါဗျာဒါကြောင့်ဗုဒ္ဓဘာသာမှာနော်ကိုကသာဓုခေါ်ဖို့ဆိုလဲဘာတရားမှကုန်ကြဖို့မလိုဘူးသူများကုသိုလ်ကောင်းမှုလုပ်နေတာကိုဒါဝမ်းမြောက်ဝမ်းသာဖြစ်နေတာဒါနော်ဒါသာဓုခေါ်ရရောက်သွားတာပဲအဲ့တော့ဒီလိုကောင်းကိုချမ်းသာတွေရပါတယ်ဒါကြောင့်ဒါနသီလဘာဝနာနော်ဒီကုသိုလ်ကောင်းမှုတွေတတ်အားသမျှကြိုးစားဖြစ်ကြည့်ပြီးတော့မဲ့ညာဖူညာရောက်တင်ထိကြိုးစားအထောက်နိုင်ကြပါစေ